တိုက်ချက်ချစ်သူညီကိုများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တိုက်ချက်ချစ်သူ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ချက်သမားညီကိုတွေကိုကျွန်တော်ဒီကနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့အားစေးတွေမှာလည်းလေချက်တွေရဲ့အခုကျွန်တော်ပြောမှာချက်ပေါက်ကနေချက်ကြီးထိစေးနေတိုင်းတိုက်ပေးုံနဲ့သူ side effect မရှိတဲ့စေးတွေရှိသူဘာစေးတွေဆိုတော့သူက Neovia Nickel ကလူစေးတိုင်းမှာလည်းဝယ်လို့ရတယ်သူကအနီကမျက်လုံးတွေအားကောင်းတယ်ပေါ့အောင်ကြောအားကောင်းတယ်ပေါ့နှလုံးလည်းအားကောင်းတယ်နောက်ပြီးသွေးပြန်ကြောကြီးလည်းအားကောင်းတယ်အောင်ကြောလည်းအားကောင်းတယ်သူ side effect မရှိဘူးချက်တွေကိုတနေ့ကိုတစ်လုံးတိုက်လို့ရတယ်တနေ့ကိုတစ်လုံး Neovia Nickel တိုက်လို့ရတယ်အဲ့တိုက်ပေးခြင်းအပြင်ဘာတွေကောင်းလို့ဆိုတော့ချက်တွေအုံမွေးရင်တော့ခြံနဲ့ချင်းနဲ့အုံမွေးထားလားချင်းနဲ့အုံမွေးတာကိုပဲချက်တွေချိသွားတာဒီဘာတွေမဖြစ်ဘူးဗျကျွန်တော်ပြောချင်တာအဲ့ဒီ तू ကတပန်းတာဘာဖြစ်ကိုကောင်းလေဆေးရတယ်ဘယ်ချိန်မှတိုက်ရင်အကောင်ဆုံးဖြစ်မလို့ तू ဘယ်ဆေးရအောင်တဘောကညပိုင်းတိုက်လေပိုးပြီးထိရောက်လေ तू အချိန်ကရှိရစက္ကန့်စနဲ့အချိန်ကားပါနော်အချိန်နဲ့အချိန်ကတော့ရှိတယ်ညပိုင်းတိုက်လေပိုးပြီးတော့ तू ကထိရောက်လေလို့ဒါမှမဟုတ်ကျွန်တော်ကဆေးရပတ်သက်လာရင်တချို့ပြောတယ်ကိုကောင်းရင်ကျွန်တော်ဆေးရတိုက်လိမ့်မယ်ဘယ်နှလားမှဟောကျွန်တော်6လလောက်အရွယ်တိုက်ရတာလား8လအရွယ်တိုက်ရတာ9လအရွယ်တိုက်ရတာမေးတယ်ဟိုးငယ်ငယ်လေးမှတိုက်လို့ရပေါက်ချင်းတော့ Neovia Nickel တိုက်လို့ရကျမဝင်းချင်းချတော့ Neovia Nickel 40တစ်စိ4ပုံပုံတပုံတိုက်ပြီးချက်တားကောင်းတာချက်ကလေးတို့လုံးကစ်ပြီးရှင်းသက်လာတယ်2လလောက်ကြာတစ်လုံးတိုက်လို့ရတယ်တစ်ပတ်ကိုတစ်လုံးတိုက်လို့ရတယ်ဟာလုံးကစ်ပြီးချက်တိုင်းရှင်းတယ်ချက်တွေကဘာလို့ယောဂပိုးဝင်တာလဲအာဝိဖြစ်လို့အားရှိနေတဲ့ချက်ကောင်ကဝိဖြစ်စရာအကြောင်းမရှိဘူးပိုးဝင်စရာအကြောင်းမရှိဘူးဒါပေမဲ့ချက်နာရဲ့သဘောတရားတကယ်လေ့လာမှဆိုရင်လူတွေကအစလူအဝင်ထွက်များတဲ့နေရာဖက်နှက်ကအစယောဂပိုးပါတယ်တကယ်လေ့လာကြည့်ပိုးသက်စေးဖြန်းပေးရတာရှိရဲ့အဲ့မှာဒါမဲ့လို့ကျွန်တော်တို့မြန်မာတိုက်ချက်ကအဲ့လိုတော့မဟုတ်ပါဘူးဘာလဲတာဝစီခံရဘာကလာဆိုတာမျက်စင်းဟိုက CV ချက်ချန်နေမှာဝယ်လို့ရရေခဲမျက်စင်းဆိုတာရှိတယ်တားကောင်းအဲ့မျက်စင်းကတည်းကရပြင်ကာကွယ်ပြီးသားဖြစ်တယ်ကုသတာတဲ့ကာကွယ်ခြင်းကပိုးပြီးထိရောက်တယ်ဟုတ်လားအဲ့အတွက်ကိုကအဲ့လိုလေးလက်ခတ်ပေးမယ်ဒီ Neovia Nickel လေးအမြဲတမ်းတိုက်ပြီးမှဆိုရင်ချက်တွေရဲ့ကျမကြီးအမြဲတမ်းတော်တောင်းဝင်ဖြစ်နေပြီ Neovia Nickel ဆိုတာဒါပဲကျွန်တော်လူစေးတိုင်းမှာအမြဲတမ်းဝယ်လို့ရတကက်မှာဘလောက်မှမရှိဒါမှမဟုတ်ဆေးရအချိုးအာနိသင်္ကန်းလေးဒီချက်တွေအတွက်တရားရခိုင်လုံးပူစေးဖြစ်တယ်ပိုးပြီးကောင်းတယ် strong ဖြစ်တယ်မွေးကင်းစားနေပြီးတော့စပြီးတော့ကျွန်တော်တို့ဆုံးရှုံးတဲ့အရွယ်အထိ3 4 5နှစ်ဒီတိုက်လို့ရနေရတိုက်လို့ရသူကဂယုဆိုင်နေတာအရာတင်နေဆိုတော့ဒီစေးတွေပဲဒီစေးကတော့ကျွန်တော်တို့ကတားကိုပဲချက်တွေတွေမရှိမဖြစ်စေးချက်ပေါက်ကလေးချက်ပေါက်ဝကျွန်းတွေကနေစပြီးဒါလေးတိုက်ပြီးလေးပုံတစ်ပုံတိုက်ပြီးတားကိုပဲလုံးကစ်ပြီးတော့ကျမ်းမာတန်ဆွမ်းလာတဲ့ချက်ပေါက်ကလေးဖြစ်တယ်ချက်ကြီးရည်တိုက်ဘာယူတောင်တိုက်ဝိုင်းဝင်မဲ့ချက်တွေကိုပဲတိုက်လို့ရတယ်ပဲဒီစေးကတော့ဒီစေးကအချိုးအနေနဲ့တော်တော်ချက်တွေမရှိမဖြစ်ပါဗျညီကိုနော်ချိတဲ့ချက်တွေအတွက်ဆိုလဲတားကောင်းတယ်နော်ညီကိုတွေလုံးကြည့်ပါဟိုလုံးသမျှအရာထင်ပါဗျကိုကောင်းကြီးကျွန်တော်တို့ချက်ကတ်နီလေးသိချင်လွယ်တယ်ဒီကောင်းတော့ကျွန်တော်အစ်စ်နော်ဒါ official ကောင်းဒါပေမဲ့ကျွန်တော်တကောင်းကိုကျွန်တော်ချက်ကတ်နီချက်စင်းနီကိုပေါင်းနေတင်မယ်ဆိုတာချက်ကတ်နီကိုအလွယ်ဆုံးနဲ့အယိုးရှင်းဆုံးနဲ့ဝိုင်းထဲမှာကြည့်လိုက်ရင်တန်းတည့်ရနေပြောမယ်โอเคအယုံကျွန်တော်ချက်လုံးကိုင်းကြည့်လိုက်ချက်ကတ်နီရဟုတ်ပြီကိုယ့်နဲ့ကြီးလာငယ်လာတော့ညီကိုသိဘာဖြစ်ပေါင်လေးကိုနည်းနည်းလေးဖြစ်ကြည့်လိုက်မယ်ကိုယ့်နဲ့နည်းနည်းမာနေရင်မချနဲ့တော့ကြိုင်ဘက်ကကိုယ့်နဲ့ပြော့နေရဲ့ဆိုလဲကိုကိုင်းကြည့်မယ်ကျွန်တော်လဲမှာကျွန်တော်30ရှိတယ်ပထမတစ်စစ်ရှိမယ်ဒုတိယတစ်စစ်ရှိမယ်တတိယတစ်စစ်ရှိမယ်တတိယတစ်စစ်မာတောင်သွားတာရှိလိမ့်မယ်တခါတလေလဲချွတ်ဖန်လေးဆိုရင်ကိုယ့်နဲ့လဲရတစ်ဖက်ပြိုင်ဘက်ကမာနေမချဒီနောက်ပါမွေးနောက်မွေးလေးကြည့်ဒီပါလေးတွေကကလေးလေးပါမွေးလေးတွေဟိုနားလေးမသိမ့်သေးဘူးဆိုရင်တစ်ဖက်ပြိုင်ဘက်ကထွတ်နေမလုံးနဲ့အရိုက်ခံပြီးတော့ကျွန်တော်အယောယူသွားတတ်တယ်ဟုတ်လားပြီးတော့စက်ကောင်ရဲ့နောက်ပြီးတော့ဒီပေါ့နော်ကလေးလက်ဆံမှုနဲ့လူကြီးလက်ဆံမှုနဲ့မတူဘူးကျွန်တော်ပြောတာလူရီတော်မှဒီနှကမ်းမွေးပေါက်လာတဲ့ပေါက်ပုံချင်းကတူတော့နှကမ်းမွေးပေါက်တာချင်းတူလိမ့်မယ်ဒါပေမဲ့နှကမ်းမွေးပေါက်တာရေးလေးပေါက်နေအဲ့ကလေးကတကယ်အသက်20မကျော်သေးဘူးဟုတ်လားဒါပေမဲ့နှကမ်းမွေးရင့်နေပြီတော်ရင့်နေဆိုအဲ့လူတယောက်က30ကျော်သွား40နီးရောက်တော့မတူတော့လဲဆံဒီလက်ကလေးလဲဆံမွေးနဲ့အဲ့လိုပဲချက်ကလေးလဲဆံမွေးလားချက်ကြီးလဲဆံမွေးလားဆိုခွဲခြားသိရဟုတ်လားနောက်ပြီးတော့ကျွန်တော်အမီချောလေးသိရမယ်ဒီအမီချောလေးကကိုယ့်ရဲ့ရင့်ပြီးတော့ရင့်ထော်နေတစ်ဖက်ပြိုင်ဘက်ကရင့်ထော်နေမချနဲ့နော်နောက်ပြီးတော့ချက်ကအယိုးတက်ဘလို့ခွဲနောင်မြောင်းလေးဖြစ်ကြည့်တာနောင်မြောင်းကကိုယ့်ရဲ့မာနေပြိုင်ဘက်ကမာနေလုံးဝမချနဲ့နော်နောက်ပြီးတော့ပြိုင်ဘက်ကအောက်ဆအတ
တက်ကိုပြောတာပေါ့အလွယ်ဆုံးတော့အတက်ကကိုယ့်ရဲ့ရှင်နေမချနဲ့ဘာလို့တသိန်း9000ခန်းဒီကိုကနိုင်ပေါက်ပြီးမယ်ရေခုံးနေရခန်းနေရှိဟုတ်လားကျွန်တော်ပြောချင်တာနော်ဒါရတော့ကျွန်တော်ရဲ့စက်ကတ်နီးရဲ့အတွင်းကြကြပြောတာဒါလေးတွေကိုနားရလဲပြီးတော့ကြနားတော်လို့သဘောပေါက်လာရင်ညီကိုဟိုဒါစက်ကတ်တဲ့အနေထားမှာဒါဝိုင်းတွင်းထဲမှာတကယ်ဝင်ကတ်လို့ရတဲ့အနေထားဖြစ်ပြီဟုတ်လားအတောင်လေးပါကြည့်လိုက်ဒီနာလေးပါလေနီနီရဲတွေ့လိမ့်မယ်အလုတ်သားဝနေတဲ့ကြက်တီဆိုရင်ကိုယ့်ရဲ့ဒါအလုတ်သားဝရပြောကိုကနည်းနည်းဖြူပတ်ပတ်ကလေးနေမယ်တချို့နေရာရဒီမှာရဲနေပြိုင်ဘက်ကိုသွားပြီးအထင်မသိနဲ့ဒါရအထင်သိလို့ရတဲ့ကြက်တီမို့နော်ဒါတွေကတော့ကျွန်တော်ရဲ့အခုကျွန်တော်ပြောတာလေးတွေကတော့အရိုးရှင်းဆုံးကြက်ကက်နီးလေးပါကိုယ့်ရဲ့လေတွေကောင်းနေမပြိုင်ဘက်ကိုမဖက်နဲ့ကိုချက်လီယာကိုယ့်ရဲ့ချက်လီယာတွေကောင်းနေအားသွားမပြိုင်သေးသေးနဲ့မနိုင်ဘူးချက်ကချက်ဆိုတာကြာဘူးမှနာဘူးမှခံဘူးမှရက်ဘူးမှနိုင်ဒါဒီအခုကျွန်တော်ပြောတဲ့ຢာလေးတွေကိုကြာရင်ညီကိုတွေကြက်တကယ်နားလည်လာတဲ့အချိန်မှာဒါရဲ့တာအကျိုးဝင်ဒါဒီຢာလေးကိုဂဂနနာရေးလေလို့သဘောပေါက်သွားရင်ညီကိုတွေဝိုင်းထဲမှာကြက်ကက်လို့ရဒီကိုအားလုံးမင်္ဂလာပါဗျဒါလေးကြိုက်တဲ့ဆိုအသေးလေးပြပြီးဒါကျွန်တော်အကောင့်စစ်ကလေးပါ official account လေးပါညီကိုလေးစားလဲ တိုက်ချက်ချစ်သူညီကိုများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများနဲ့ပြည့်စုံပြီးတိုက်ချက်ကောင်းတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေဗျာညီကိုများသိချင်တာလေးရှင်းလဲ comment မှာရေးခဲ့နိုင်ပါတယ်ညီကိုတို့ရဲ့ comment လေးတွေကိုပြီးသလောက်တက်သလောက်ပြန်လည်ဖြေကြားပေးသွားပါမယ်ဗျာ channel လေးကတော့တိုက်ချက်ချစ်သူဆိုတဲ့အတိုင်းကျန်တဲ့ပတ်သက်တဲ့ဘူးသူတာလေးတွေကိုအမြဲတမ်းရှာဖွေမျှဝေတင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လေးညီကိုများလုပ်ပေးခဲ့ကြပါအောင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဗျာ